တန်နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်ကြတဲ့အတန်နဲ့ပတ်သက်ပြီးအလုပ်လုပ်ကြတဲ့သူတွေအတွက်အတန်မသွင်းခင်မှာမပြုလုပ်သင့်တဲ့အချက်၃ချက်အကြောင်းကိုပြောပြပေးမယ်အတန်နဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေကြတဲ့ကျွန်တော် narrator တွေvoice actor တွေပြီးတော့ audio book reader တွေပေါ့နော်စသဖြင့်ဒီလိုလူတွေအတွက်အတန်သွင်းကန်ဒီမှာကျွန်တော်မလုပ်သင့်တဲ့အချက်လေး၃ချက်အကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ပထမတစ်ချက်အနေနဲ့ကဘာလဲဆိုတော့ကျွန်တော်တို့အတန်မသွင်းခင်မှာအစီများတဲ့အစားအစာတွေကိုမစားသင့်ပါဘူးအနည်းဆုံးကျွန်တော်တို့တစ်နာရီလောက်နော်ကိုအစားစားတဲ့အချိန်နဲ့အနည်းဆုံးတစ်နာရီလောက်ချပေးသင့်ပါတယ်ပြောချင်တာအတန်မသွင်းခင်တစ်နာရီအလိုမှာဘာမှမစားနေတော့အထူးသဖြင့်အစီများတဲ့အစားအစာတွေကိုမစားသင့်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစားလိုက်တဲ့အစီတွေကကျွန်တော်လေချောင်းထဲမှာကတ်မယ်ဒီအာဂရင်းထဲမှာရှာတွေမှာကတ်ပြီးတော့မှကျွန်တော်တို့ရဲ့အတန်ကိုကောင်းကောင်းမွန်မွန်မရနိုင်ဘူးပြီးတော့ဒီအာဂရင်းထဲမှာရှိတဲ့အစီတွေကလည်းကျွန်တော်မလိုလားအပ်တဲ့နော်အတန်တွေကိုဖြစ်ပေါ်စေတယ်ဥပမာကျွန်တော်တို့ကလပ်ဆိုပြီးတော့ဒီရှာနဲ့အာကောင်နဲ့နော်ကလပ်ပြီးတော့အဲ့စီတန်တွေပေါ့နော်စီကနေကတ်ပြီးတော့မှအဲ့လိုထွက်တဲ့အတန်မျိုးတွေပေါ့နော်ဆိုတော့ဒါမျိုးတွေထွက်တတ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ရေခဲရေလုံးဝမတောက်ပါနဲ့အဲ့တော့အတန်သွင်းကန်ဒီပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့တောက်ချင်တယ်ဆိုလို့ရှိရင်ရေနွေးပေါ့နော်ရေနွေးခက်နွေးနွေးပေါ့နော်ကိုတောက်နိုင်တဲ့အနေထားခက်နွေးနွေးလေးကိုကျွန်တော်တို့တောက်လို့ရပါတယ်ရိုးရိုးရေတောက်လို့ရပါတယ်အဲ့တော့ရေခဲရေလုံးဝတောက်လို့မရပါဘူးရေခဲရေကလည်းကျွန်တော်ဒီလေချောင်းထဲမှာရှိတဲ့เนาะကျွန်တော်ဒီအစီတွေကိုခဲစီပြီးတော့မှကျွန်တော်တို့အတန်ကိုဒုက္ခပေးတတ်ပါတယ်ပြီးတော့ဒီရေခဲရေရဲ့အာနိသင်ကြောင့်ပေါ့နော်လေဘေးနာတာအတန်နာတာဒါမျိုးတွေဖြစ်တတ်ပါတယ်ကျွန်တော်ရေခဲရေတောက်လို့မရပါဘူးအဲ့တော့ပြီးတော့ရေခဲရေမှာမဟုတ်ပါဘူးကျွန်တော်အေးတယ်เนาะအေးတို့ပါလို့เนาะရေခဲများများနဲ့အေးတို့ပါလို့အဲ့ဒါမျိုးတွေလည်းကျွန်တော်တို့မတောက်သုံးပေးသင့်ပါဘူးပေါ့နော်ဆိုတော့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့လေချောင်းရှင်းတာလေเนาะချောင်းဟန်ပြီးတော့လေချောင်းရှင်းတာဆိုပြီးတော့ဒါမျိုးအဲ့ဒါမျိုးကိုအကျဉ်းကြီးများများနဲ့ပြင်းပြင်းထန်ထန်မလုပ်သင့်ပါဘူးအဲ့လိုလုပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ vocal cord လို့ခေါ်တဲ့ဒီအတန်ကြိုးကိုတွားပြီးတော့မှနာတရားဖြစ်စေတဲ့ဒုက္ခရောက်စေတဲ့အဲ့ဒီခါမှာအတန်ကိုကောင်းကောင်းမွန်မွန်မရနိုင်ဘူးပေါ့နော်ဒါကြောင့်မလို့ကျွန်တော်အတန်သွင်းကန်ဒီမှာဆိုရင်ဒီ၃ချက်ကိုမလုံးမိဖို့အထူးသတိထားပေးပါအဲ့တော့ဒီ၃ချက်မှမဟုတ်ပါဘူးချက်ဒီအများကြီးတော့ရှိပါသေးတယ်နောက်ပိုင်းကြုံရင်လည်းဝေမျှပေးပါမယ်ဗျကျေးဇူးအများကြီးတင်ပါတယ်